မေကိုင်ပြီးစိန်ခေါ်ခဲ့တဲ့ခီရာကိုတရားရုံးကနေပြီးတော့ပဲစကားပြောတော့မယ်လင်းအောင်ခေမင်္ဂလာပရိသတ်များရှင်လွန်ခဲ့တဲ့နေ့ကဖြစ်ပေါ်သွားခဲ့တဲ့ကိစ္စမှာအဆိုတော့ခီရာဘက်ကအကောက်ဟက်ခံရလို့အခုလိုတွေဖြစ်သွားတာပါဆိုတဲ့အကြောင်းနဲ့လင်းအောင်ခေနဲ့မိခင်ဖြစ်သူကိုကျင်းတဲ့အထီကိုမှတောင်းပန်သွားမယ်လို့တရားဝင်ပြောထားခဲ့ပါတယ်ဒါပေမဲ့ယနေ့အချိန်ထိကိုမှတစုံတစားဆက်သွယ်လာခြင်းမရှိသေးတဲ့အပြင်နှုံးနဲ့ရောလူကိုယ်တိုင်ပါတောင်းမလာခြင်းမရှိသေးတာကြောင့်လင်းအောင်ခေဘက်ကသူ့နဲ့သူ့အမေစကားခံရတဲ့ကိစ္စနဲ့ပတ်သက်လို့တရားဥပဒေအတိုင်းပဲဆက်လက်ဆောင်ရွက်သွားတော့မှာဖြစ်တယ်လို့တရားဝင်ပြောလိုက်ပါပြီလင်းအောင်ခေကသူ့နဲ့စူလိုက်ဟာပြစ်ပြီးကလေးကအခုချိန်ထိကိုဘာပတ်သက်မှုမှမရှိကြောင်းနဲ့မိန်းမတယောက်ကိုပြန်လို့နေမဲ့ထဲမှာလည်းသူမပါကြောင်းအခုလက်ရှိသူ့မှလည်းအရန်ကိုမျက်နှာတက်မှုထားရတဲ့ကောင်းမလေးရှိနေဖြစ်ကြောင်းပါတပါးဒီပြောလာပါတယ်ဒါကြောင့်မလို့သူဘက်ကဘာအမှမကျိုးလွန်ထားပဲနဲ့မေကိုင်ပြီးတော့မှဒဲစိန်ခေါ်ကပြောချင်တာတွေပြောသွားပြီးအကောက်ဟက်ခံရပါတယ်ဆိုတဲ့စကားတခုနဲ့ဘာမှတောင်းမလာခြင်းမရှိသေးတဲ့အဆိုတော်ကီရာကိုတရားဥပဒေတိုင်းတရားစွဲသွားတော့မှာဖြစ်တဲ့အကြောင်းနဲ့တရားရုံးကနေပြီးတော့ပဲဥပဒေနဲ့ညီဆက်သွားတော့မယ်လို့ဆိုလာတာပါအဆိုတော်ကီရာကအခုချိန်ဒီကိုဘာမှထပ်ပြီးတော့ဖြစ်ရှင်းထားခြင်းမရှိသေးပါဘူးလင်းအောင်ခေဘက်ကလည်းတရားဥပဒေနဲ့အညီသူနဲ့နာခရိုင်အတွက်အစရောကီယာကိုတရားစွဲသွားတော့မှာဖြစ်တယ်လို့ပြည်သက်ကြီးတို့ကရောဒီကိစ္စနဲ့ပတ်သက်လို့ဘယ်လိုထင်မိကြပါသလဲရှင်စင်ပေါ်မှာထိမင်းအောင်မူနေတဲ့ဗီဒီယိုဖိုင်ကြောင့်ဝေဖန်ခံနေရတဲ့စက်မင်းသားဆိုင်းရင်မိုးစင်ပေါ်မှာအရက်မူနေလို့လူရှင်တော်တွေထင်းနေရတဲ့ဗီဒီယိုဖိုင်ထလာတာကတော့စက်မင်းသားဆိုင်းရင်မိုးပါဒါကြောင့်လည်းပြည်သက်တွေကြားမှာတော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ်ဆိုင်ရင်မိုးကလက်တလောမှာပရိသတ်တွေကြားရီမန်းစားနေတဲ့ပုံစံလေးထဲမှာအသေးလေးခွဲနေရဆိုတဲ့တခြင်းကိုစရိတ်ရှိုးမှာဆိုခဲ့တာဖြစ်ပါတယ်ဒီလိုဆိုတဲ့နေရာမှာစင်ပေါ်မှာရောက်ရင်အမြဲတမ်းမျက်နှာပြောင်တတ်တဲ့ဆိုင်ရင်မိုးကတကယ်မိုးနေတယ်လို့မျိုးနဲ့အိုင်တင်နဲ့မျက်နှာပြောင်နေတာပါဒီလိုမျိုးဆိုင်ရင်မိုးမျက်နှာပြောင်နေတဲ့ပုံစံလေးကချစ်စရာကောင်းလုံးလို့လဲပရိသတ်တွေကတော်တော်လေးကိုချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်ဆိုင်ရင်မိုးဟာအပြုံးချွတ်သလိုမျက်နှာလေးပြောင်တတ်ပါတယ်ဒါအပြင်စိတ်ထားလေးကလည်းကောင်းပါတယ်။ဆိုင်းရင်မိုးကပရိသတ်တွေကိုအလိုလိုက်သလိုအမြဲတမ်းလည်းပြုံးပြော့ရွှင်ပြီးတော့မျက်နှာပြောင်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကစနာနေခံတီဝင်လို့ဆက်စရာကိုယ်တိုင်စုထားရပါတယ်။ဒါအပြင်ဆိုင်းရင်မိုးဟာအနုပညာသမားတွေနဲ့စုံတိုင်းမှလည်းဖော်ဖော်ယူရေးဆက်ဆက်တတာဖြစ်ပါတယ်။ပရိသတ်တို့ကရောစေပေါ်မှာချစ်စရာမူရာလေးလို့ပြတဲ့ဆိုင်းရင်မိုးကိုအားပေးကြပါသလားရှင်။တိုင်းပြည်ပြည်ကြွားထားတဲ့ပြည်ဦးလင်ကတထေသားကဆက်ပြတ်လို့